တော့နိုင်ငံတော်အမျိုးသားကကွယ်ရေးနဲ့လူချိုရေးကောင်စီကဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်429အရာ9ရက်3လ2026ရက်နေ့ကပြဋ္ဌာန်းလိုက်တဲ့ရှင်းနေဥပဒေပုံမှန်10ပြည်စဉ်ဖြစ်ဆက်ခြင်းနဲ့ပတ်သက်လို့ပေါ့နော်ရှင်းနေဥပဒေပုံမှန်10ပြည်စဉ်ဖြစ်လိုက်တဲ့ပုံမှန်10မှာတရားရုံးပြင်ပဆိုတဲ့စကားရမှာဒါရှင်းနေဖြစ်တရားရုံးပြင်ပမှာလိုက်ပါဆောင်ရွက်ရင်ထောင်ဒဏ်3နှစ်ထက်မပိုသောထောင်ဒဏ်တစ်မျိုးမျိုးကိုဖြစ်စေအနည်းဆုံးကျပ်10သိန်းမှအများဆုံးကျပ်သိန်း100အထိငွေဒဏ်တစ်မျိုးမျိုးကိုဖြစ်စေဓာတ်နှစ်လုံးဖြစ်စေချမှတ်ခံရနိုင်တယ်လို့ဒါပြဋ္ဌာန်းထားတယ်ဆိုတော့ဒီဥပဒေမှာပေါ့နော်တရားဝင်လိုင်စင်ရတဲ့ရှင်းနေတွေရဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝရှိစေဖို့နဲ့ဒါဥပဒေနယ်ပယ်ပုံမှုကျေပြန့်စွာဆောင်ရွက်နိုင်မှုရည်ရွယ်ပြဋ္ဌာန်းတယ်လို့ကျွန်တော်အနေနဲ့ဒါသုံးသပ်တယ်ပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒါဥပဒေတစ်ခုကိုဒါပြဋ္ဌာန်းတော့မယ်ဆိုရင်ဒါကျွန်တော်တို့ဒီဥပဒေရဲ့သူတေသနာနဲ့အတွေးခေါ်အရာဆိုလို့ရှိရင်ဒါလူတဦးတယောက်တော်လည်းကောင်းအဖွဲ့အစည်းတစ်ခုအဖွဲ့အစည်းတစ်ခုကိုတော်လည်းကောင်းအကျိုးအမြတ်ဖြစ်ထွန်းစေဖို့ရည်ရွယ်ပြီးတဲ့ပြဋ္ဌာန်းတာထားတဲ့ဥပဒေမျိုးမဖြစ်အောင်ဒါအခြေခံလိုက်နာရမယ့်အချက်၅ချက်ပြဋ္ဌာန်းတာရှိတယ်ပေါ့အဲ့ဒါဘာလဲဆိုရင်ဒါခစ်စနစ်နဲ့ကိုင်းညီမှုပေါ့ social relevant ခစ်စနစ်နဲ့ကိုင်းညီမှုဆိုလက်ရှိဖြစ်ပေါ်နေတဲ့ dispute ညှဉ်းပွားမှုတွေအားနည်းချက်တွေကိုပြင်ဆင်ထိန်းညှိပေးနိုင်တဲ့ဥပဒေမျိုးတွေဖြစ်ရမယ်ပေါ့ပြဋ္ဌာန်းရမယ်ပေါ့နောက်တရားမျှတမှုတရားမျှတမှုနဲ့ဒါတာတူညီမျှမှုလို့ခေါ်တဲ့ equality and justice လို့ခေါ်တဲ့တရားမျှတမှုနဲ့တာတူညီမျှမှုရှိရမယ်နောက်အခြေခံဥပဒေနဲ့ကိုက်ညီရမယ်အခြေခံဥပဒေနဲ့ကိုက်ညီရမယ် constitutional and constituency ပေါ့ဒါအခြေခံဥပဒေနဲ့လည်းကိုက်ညီရမယ်လက်တွေ့ကျင့်သုံးမြေပြင်မှာလက်တွေ့ကျင့်သုံးနိုင်တဲ့ဥပဒေလည်းဖြစ်ရမယ်မြေပြင်မှာလက်တွေ့အကောင့်ထဲပေါ်အကျိုးရှိရမယ်ပေါ့နောက်အကျိုးရှိရမယ်ဆိုတဲ့စကားရမှာလူတဦးတယောက်တော်လည်းကောင်းအဖွဲ့အစည်းတစ်ခုတော်လည်းကောင်းအကျိုးဖြစ်ထွန်းရမယ်လို့ဆိုလိုတာမဟုတ်ဘူးเนาะနိုင်ငံသားတွေအပေါ်မှာဒါအကျိုးရှိနိုင်တဲ့ဥပဒေမျိုးတွေဖြစ်ရမယ်လို့ဆိုလိုတာเนาะနောက်ကိုယ့် legal ပေါ့เนาะdafty ပေါ့ကိုယ့် legal dafty မှာလဲဒါဘာပြောထားလဲဆိုတော့ဒါ public opinion ပေါ့เนาะ public opinion မှာဘာလဲဆိုရင်ပြည်သူလူထုသဘောထားပေါ်မှာအခြေခံတဲ့ဥပဒေမျိုးတွေဖြစ်ရမယ်ဒါဆိုရင်ကျွန်တော်တို့ကဟုတ်ပြီဒီကနေ့ရှင်းနေဥပဒေပုံမှန်10ကိုပြင်ဆင်ဖြစ်ဆက်လိုက်တာဟာကျွန်တော်တို့ဥပဒေနားလေတဲ့အပြင်လောကလူတွေဟာကျွန်တော်တို့လုံပိုင်ခွင့်မရှိတော့ဘူးထောင်ချခံရမယ်ဆိုတဲ့အ내ထိပ်ပဲတက်ရောက်တယ်ဒါဆိုရင်ကျွန်တော်တို့တစ်ချက်သုံးသပ်ကြည့်အောင်ယနေ့နိုင်ငံတော်မှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေအားလုံးဟာနိုင်ငံဝန်ထမ်းစည်းကမ်းဥပဒေနဲ့အညီဆောင်ရွက်နိုင်ပြီလားနိုင်ငံသားဥပဒေအခွင့်အရေးတွေကိုမချိုးဖောက်ဖဲနဲ့ကုစား remedy ကုစားပေးနိုင်တဲ့ဝန်ထမ်းမျိုးကောင်းတွေရောရှိနေပြီလားရှိနေပြီဆိုရင်ကျွန်တော်တို့ဒါဒီဥပဒေပြဋ္ဌာန်းတာမှန်တယ်ပေါ့ rights ပဲဒါတိတ်မှန်တဲ့ဥပဒေပဲဒီအခွင့်ဓာတ်တွေမရှိသေးဘူးရှိသေးလားဆိုတာအားလုံးအတိပဲဖြစ်တယ်အဲဒါဆိုရင်ကျွန်တော်တို့ကဒီဥပဒေတရားဝင်လိုင်စင်မရှိရှင်းနေလိုင်စင်မရှိတော့လဲတရားဝင်လိုင်စင်မရှိတော့လဲကျွန်တော်တို့မှာပြည်သူလူထုပေါ်မှာနစ်နာမှုတွေနိုင်ငံသားအခွင့်အရေးချိုးဖောက်မှုကာကွယ်ပေးနိုင်တဲ့ဥပဒေတက်ကြွတဲ့လူတွေဟာအရန်လိုအပ်တယ်ပေါ့ဆိုလိုတော့လိုအပ်တယ်ဒီအခွင့်အရေးတွေကိုပိတ်ပင်မယ်ဆိုရင်နိုင်ငံတော်ဖွံ့ဖြိုးတည်ငြိမ်အေးချမ်းသာရေးနဲ့ဖွံ့ဖြိုးရေးဆိုတဲ့နော်ဖြစ်ပေါ်လာမဲ့နိုင်ငံတော်တည်ငြိမ်အေးချမ်းသာရေးဆိုတဲ့နိုင်ငံတနိုင်ငံဖြစ်လာဖို့ဆိုတာဒီဥပဒေတွေရနိုင်ငံသားခွင့်ရေးနစ်နာနေမယ်ကုစားပေးမဲ့လူကမရှိဘူးရှိဖို့လည်းမရှိဘူးဆိုရင်ပေါ့လုပ်ပေးလို့မရဘူးဆိုရင်ကျွန်တော်တို့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့စကားရက်နဲ့ညီပါမလားဆိုတဲ့အနေနဲ့ပဲဒီဖော်ဆောင်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီအချက်၅ချက်ကိုအခြေခံပြီးပြဋ္ဌာန်းလုပ်မယ်ဆိုရင်တရားမျှတမှုရှိတဲ့ဒါတရားမျှတမှုပေါ်မှာအခြေခံတဲ့နိုင်ငံရေးစနစ်ကောင်းတွေဖန်တီးဖို့လိုတယ်ပေါ့အဲ့လိုဖန်တီးမယ်ဆိုလို့ရှိရင်တရားမျှတမှုရှိတဲ့လက်တစုံဟာဒါအရာရာကိုထိုးပေါက်နိုင်စွမ်းရှိမယ်တရားမျှတမှုရှိမှသာဒါနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ဒါဖွံ့ဖြိုးတိုးတက်မယ်သွေးစည်းညီညွတ်တဲ့နိုင်ငံတော်ဒါဖြစ်မယ်ဆိုတာရှင်းရှင်းလေးပဲအဲ့တော့ကျွန်တော်တို့ကအဲ့လိုစနစ်တွေဖြစ်ဖို့လိုတယ်ပေါ့လိုတယ်ဒီကနေ့ပြိပခဖြစ်နေရတဲ့အကြောင်းရင်းတွေကတရားမျှတမှုပေါ်မှာအခြေမခံခြင်းရဲ့အကြောင်းရင်းတွေပေါ်မှာဖြစ်ပေါ်လာတဲ့ဒါပြဿနာတွေပဲပေါ့နော်ဒါ dispute တွေပဲညှဉ်းပွားမှုတွေပြိပခတွေ conflict တွေဖြစ်တာပေါ့ဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့ဒါတရားမျှတမှုရှိမှသာအဲ့ဒီလက်တစုံကရာရာကိုထိုးပေါက်နိုင်စွမ်းရှိတဲ့အတွက်နော်ပြားလို့လူသားတွေကပဲဒီတရားမျှတမှုရှိမှလာမှာပေါ့နော်လက်တရားမျှတမှုရှိတဲ့လက်တစုံနဲ့ဒါနိုင်ငံတော်တည်ဆောက်ရှင်လို့မရဘူးဘယ်နော်တရားမျှတမှုမရှိတဲ့လက်တစုံနဲ့ကန့်လန်းလို့မရဘူးဘယ်ရအောင်မှနော်တည်ဆောက်လို့လည်းမရဘူးဆိုတော့ကျွန်တော်တို့အနေနဲ့ဒါ
ပြောချင်တာကအဓိက message ပေးချင်တာကနော်ဒါလာမဲ့လွတ်တော်300မှာလဲဒီကိစ္စတွေကဒါပြတ်ထမ်းမှုလိုအပ်တယ်နိုင်ငံတော်ဥပဒေပြုရေးတရားစီရင်နဲ့အုပ်ချုပ်ရေးဆိုတဲ့မန္တန်ကြီး300ကိုတိစောက်မဲ့လွတ်တော်ကအုပ်ချုပ်တဲ့လူဒန်းသားတွေတရားများတော့ဒီဥပဒေဖော်ဆောင်ရေးအဖွဲ့တွေအနေနဲ့ဒါကျွန်တော်တို့ဥပဒေတကြနားလေတဲ့ပြင်ပပုဂ္ဂိုလ်တွေကိုတတ်မှတ်ကြီးချင်းနဲ့ကိုက်ညီလို့ရှိရင်ဒါတတ်မှတ်ကပ်ပြားပေါ့နော်ကျွန်တော်တို့ဒါကပ်ပြားတွေလိုင်စင်အတိမတ်ပြုကပ်ပြားတွေထုတ်ပေးပြီးတော့ဒါဆောင်ရွက်မှသာလဲခင်ဗျားတို့ဒါကြီးညာထားတဲ့ဟိုပေါ့လေသွားနေတဲ့ဒီမိုကရေစီမူဝါဒနဲ့လည်းညီညွတ်မှဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒါတွေအတွက်လဲကျွန်တော်တို့ပြည်သူလူထုရဲ့အခွင့်အရေးတွေမနစ်နာအောင်ကျွန်တော်တို့ကတော့တက်ဆန်းနိုင်တဲ့ဘက်ကနေပြီးတော့ဆောင်ရွက်ပေးဖို့အတွက်တရားဝင်ဆောင်ရွက်ပေးဖို့အတွက်တရားဝင်အတိမတ်ပြုကပ်ပြားတွေကိုကျွန်တော်တို့မရအောင်ကျွန်တော်တို့ကတော့ဆောင်ဟိုစူးစမ်းဆောင်ရွက်သွားမယ်လို့ပဲကျွန်တော်တို့ဒါပြောချင်တယ်အားလုံးကိုကျွန်တော်ဆွေးနွေးပြောကြားချင်တယ်ပေါ့နော်